အမလည်းငငယ်တော့ခြေသေးလေးဆိုလဲအရန်လှထီးစားရင်တော့မှချက်တော့လုံးဝအောင်နော် ဟုတ်တယ် ဒါအမရဲ့ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ချက်တော့လေးတွေကအစားထီးစားရင်နေပူမခံဘူးအဲ့ခြေသေးချက်တော့လေးတွေကအစားဘီယူဆိုင်တာ तू သမီးကိုလည်းအဲ့လိုပဲကြီးကြီးနဲ့ကြည်နေတော့အမြဲတမ်းပြောနေတော့အမဝါမဲ့ဟာမဝဘူးပေါ့အမေလောက်တာနဲ့ဟာစိုက်ဖို့တွေဝင်သွားပြီဟာဘာကြီးပူနေပြီဟာမြင်မြင်ဟိုဟာပေါ့ဝေးရှော့မအဲ့လိုမျိုးပေါ့ ကိုရောကကြတော့အဲ့လိုအခုလို social media အရန်မရှိသေးတော့လေအဲ့လိုမျိုးskin care ကိုဘယ်လိုလုပ်အောင်ပါညာဆိုမသိအဲ့တော့အကြီးကြီးစီကပဲတင်ယူရတာပေါ့ကွယ်တဲ့မလားအဲ့လိုမျိုးအမားတို့ဘယ်လိုနေရထိုင်နေဘယ်လို view site တဲ့အဲ့လိုနေကာမှတားမလောင်ပါဘူးအဲ့တော့မှငါကလမလေးမဖြစ်မှာပေါ့သိရမလားအဲ့လိုမျိုးလေးပေါ့အဲ့ဒါကိုက senior တွေစီကတင်ယူရတဲ့ဟာတွေပေါ့နော်ဟုတ်စီကအဲ့လိုပဲငငယ်လေးတွေကလည်းအဲ့လိုပဲသိလားအဲ့လို तू ကအရန်ချွဲ့ငငယ်တော့ကလည်းအဲ့လိုပဲလေ तू ကလှတာပေါ့နော်ငငယ်တော့ကလည်းလှကိုရီးယားငေးနေလှတယ်ပေါ့အရန်လှတယ်ပေါ့နော်သိရမလားအကြီးမ ကိုကငေးရတာမဟုတ်အမလည်းငငယ်တော့ခြေသေးလေးဆိုလဲအရန်လှထီးစားရင်တော့မှချက်တော့လုံးဝအောင်နော်ဟုတ်တယ်ဒါအမရဲ့ဟုတ်တယ်ဟုတ်တယ်ကြည့်စမ်း အမလေးမင်းသမီးလောက်တဲ့အမကိုကြည့်လှတဲ့ခြေသေးလေးလက်သေးလေးကအစားလှတာပေါ့လေအဲ့ဒါနဲ့အမချက်တော့ကလေးကအစားလှအမချက်တော့လေးတွေကအစားထီးဆောင်ရင်နေပူမခံဘူးအဲ့ခြေသေးချက်တော့လေးတွေကအစားဘီယူဆိုင်တာအော်မင်းသမီးဆိုတာအဲ့လိုမျိုးပါလားကိုရီးနေရတယ်ကြည့်ပြီးအော်အဲ့လိုမျိုးလေးကအစားဘီယူဆိုင်ရတာပါကိုရီးကတော့ခါကြားလို့ချင်းအဲ့တော့ကိုရီးကလေးဆိုတော့ဘယ်လို view ဆိုင်ရမလဲဘယ်လိုနေရထိုင်ရမလဲမသိသေးဘူးဒါပေမဲ့အကြီးကြီးစီကပဲတင်တာပေါ့အမတို့တွေ့ရ senior တွေစီကတင်တယ်ဆိုအော်လက်သေးခြေသေးလေးချင်းအမဆိုခြေသေးလေးဆိုလက်အဲ့လိုမျိုးလေးညီတော့အဲ့လိုလေးအထိမခံတာပေါ့အရင်ကဘောကြတင်ရလေအများနဲ့လေ ဟိုပေါ့နော်ဟိုနေပူရင်အဲ့လိုမျိုးအသားမဲမှာတော့ဘာလို့အရန်ကြောက်တာလေဒီကအရန်ကြောက်တာဆိုတော့ တင်ရတာတင်ပတ်တာဘာလို့လှလဲပေါ့နော်သိရမလားမင်းသမီးကြည့်ရောလေဘာလို့လှကိုရဆိုရင်အဲ့တော့နေလောင်သိရမလားကလမလို့လည်းခေါ်ကန်ရသိရအဲ့လိုဆိုကြီးလာမှာအဲ့လိုကိုရောကကြတော့အဲ့လိုအခုလို social media အရန်မရှိသေးတော့လေအဲ့လိုမျိုးskin care ကိုဘယ်လိုလုပ်အောင်ပါညာဆိုမသိအဲ့တော့အကြီးကြီးစီကပဲတင်ယူရတာပေါ့ကွယ်သိရမလားအဲ့လိုမျိုးအမားတို့ဘယ်လိုနေရထိုင်နေဘယ်လို view site တဲ့အဲ့လိုနေကာမှတားမလောင်ပါဘူးအဲ့တော့မှငါကလမလေးမဖြစ်မှာပေါ့သိရမလားအဲ့လိုမျိုးလေးပေါ့အဲ့ဒါကိုက senior တွေစီကတင်ယူရတဲ့ဟာတွေပေါ့နော်အမြင်ရောနောက်တစ်ခါကျတော့ပြောတာကျတော့အမားတို့ညီမလေးဒီလိုလေးလုပ်ပါလားဒါကတော့အပြောပေါ့နော်ကိုကအမြင်ကလည်းတင်ရတာပေါ့ညီမလေးကောင်းတာအောင်စိုးတာပေါ့နော်အဲ့လိုမျိုးတင်ရတာ6ပါတိတောက်တော့တာပေါ့ဆောင်းတော့တာပဲနောက်ဆိုလို့ရှိရင်ငါ6ပါနေမပူပြင်းနဲ့6ပါအရှိရလူတွေအခုတော့ဒီမှာအမဒီမှာကားရိုက်နေရဆိုတော့သိရမလားကာရိုက်တာနဲ့ညီအောင်အကုန်ညှက်ထားတာလည်းပဲငင်းနေရောငင်းကအရန်လာလေအမကလေအခုထိလည်းလှနေလို့မှာပဲခုနကပြောအမဒီတိုင်းလေးပဲလို့ငင်းနဲ့ကြည့်ရတိုင်းလေးပဲအဲ့လိုခန္ဓာကိုယ်ဆိုလဲထိန်းနိုင်တယ်ဗောအဲ့ဒါအမဘလို့ထိန်းလဲခုနကတော့မှလှမ်းမိတယ်အမပြောပြအောင်ဘလို့ထိန်းလဲပြောပြအောင်ထိန်းနေတယ်အမအဲ့လိုမျိုးစားတဲ့ဟာလေးပြောပြတယ်ပို့ပြီးတော့ထိန်းချက်လဲဆိုတော့လေကိုရီးယားကသူများလို့အရက်မရှိဘူးလေနော်အရက်ကပူတဲ့ခါကျတော့အဲ့တော့ကိုရက်ကအဲ့လိုမျိုးဝါလိုက်တာနဲ့ပူလုံးကြီးဖြစ်သွားမှအောင်အဆင်မပြေဘူးအဆင်မပြေတဲ့ခါကျတော့ကိုယ့်ကိုအမြဲတမ်းကြည့်နေဘေးကလည်းသားသမီးတွေကအရင်တော့မေမေရှိတော့မေမေကတစ်ချိန်လုံးစစားခိုင်းတုတ်လာပြီစစားဗိုက်ကြီးပူလာပြီအဲ့လိုမျိုးပေါ့မပူရင်လည်းပူတယ်လို့မေမေကစိုက်ကိုသုံးတာပေါ့တောက်ပြီးတော့သူ့သမီးကိုအမြဲတမ်းအရေးကြီးကြည့်နေအမေလုပ်တဲ့လူဆိုတော့အနီကတော့ profession ကြတာနော်အေးအမေမေးကြည့်လိုက်တော့အရင်မိုက်တာအပြည့်ဟုတ်တယ်အမတက်အပြည့်တကယ်ကတော့ဟုတ်တယ်အနီအမမပီဘူးမေကအရန်ကိုမလေးချောတာစပင်တိုလေးနဲ့အဲ့လိုမျိုးရန်အပြည့်လေးနော်အပြည့် make up ကောပါအကုန်လုံးအပြည့် तू သမီးကိုလည်းအဲ့လိုပဲကြီးနဲ့ကြည်နေတော့အမြဲတမ်းပြောနေတော့အမဝါမဲ့ဟာမဝဘူးပေါ့အမေလောက်တာနဲ့ဟာစိုက်ဖို့တွေဝင်သွားပြီဟာဘာကြီးပူနေပြီဟာမြင်မြင်ဟိုဟာပေါ့ဝေးရှော့မအဲ့လိုမျိုးပေါ့အခုဆိုရင်လည်းမေမေမရှိတော့တဲ့နောက်ပိုင်းကျတော့အိမ်ကသမီးတွေသားတွေကမင်းနော်ဝါလာပြီမင်းနော်သူတို့ဖွားရဲ့အမွေကိုစက်ခံပေးထားတာပေါ့ဒါပေမဲ့မေမေရောကလေးတွေရောကျေးဇူးတင်ရမယ်ပေါ့နော်ကိုကိုအဲ့လိုပြောပေးမဲ့လူရှိရဲ့အတွက်ကိုတွေကထိန်းဖြစ်တာပေါ့အဲ့ဒီခါကျတော့အော်ငါဝါလာပြီလားဆိုပြီးတော့အမြဲတမ်းပေါ့နော်အမလည်းအဲ့လိုပဲဝါရာကြီးကိုစိုက်ဖို့တခုလိုဖြစ်ပြီးတော့လေအဲ့လိုမျိုးစားချင်လည်းမစားရအောင်မင်းညာညီမလေးရဲ့လို့အမဒီနေ့တစ်နေ့လုံးအသက်ကုန်စားလိုက်နောက်နေလဲကြာ fasting လုပ်ပြန်အဲ့လိုလေပတ်နေရအဲ့လိုပဲလေပတ်နေရတာလို့သိလားလို့ကမ်းဖက်လားကမ်းဖက်ကအဲ့ဒါကြောင့်ပြောတာညီမလို့အမှုပညာမလုပ်ဖ ೇನೆ မနေနိုင်ဘူးမလားလို့ဘလောက်ပဲပြည့်စုံလို့ဟုတ်တယ်တဲ့မရဲ့သမီးပြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်နဲ့ဒီကိုယ့်လုပ်ကိုလှုပ်ချင်တယ်ပေါ့နော်ကောင်းတယ်လို့ပြန်ပြီးတော့ပေါ့နော်ဝင်လာတာလို့အဲ့ဒါလို့ဝမ်းသာတယ်ပေါ့နော်အမအခုမဆာလေးတို့ဒီပေါ့နော်ရုပ်ရှင်သဘင်ဂီတပေါ့နော်တယောက်တည်းရဲ့စီကမှာပါရှင်အဲ့တော့မဆာလေးတို့ရုပ်ရှင်ကတော့10ရက်နေ့မှာကပြမှာပဲဖြစ်ပါတယ်အမျိုးသားဆက်ရုံမှာပါပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီရုပ်ရှင်သဘင်ဂီတပွဲကြီးမှာငလင်ဘေးတဲ့နဲ့ပြည်သူတွေအတွက်ရန်ပုံငွေပွဲလေးပါနော်အဲ့ပွဲလေးမှာလာရောက်ပြီးတော့ပေါ့နော်အားပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ရှင်